大家好，မင်္ဂလာပါဒီနေ့ကတော့ဒီဈေးဝယ်ခြင်းတွေနဲ့ပတ်သက်ပြီးတော့မှအပြန်အလှန်စကားပြောလေးကိုလာပြီးတော့မှပြောပြတာပဲဖြစ်ပါတယ်ပြီးခဲ့တဲ့အပတ်တုန်းကဒီဈေးဝယ်ခြင်းတွေနဲ့ပတ်သက်ပြီးတော့မှmeaning လေးတွေအလုံး20ကိုတင်ပေးထားပြီးပြီပေါ့နော်meaning အလုံး20လေးကိုရပြီးပြီဆိုရင်ဒီစာကြောင်းလေးကိုဆက်ကြည့်ကြရအောင်ပေါ့နော်မရသေးဘူးဆိုရင် meaning လေးကိုအရင်ချက်လိုက်ပါအောင်နော်ဆိုကြည့်ကြရအောင်နော်顾客ဆိုတာကဧည့်သည်ကိုပြောတာပါ你好မင်္ဂလာပါ我想买一件衣服ကျွန်တော်အင်္ကျီတစ်ထည်ဝယ်ချင်တယ်ဆိုရင်我想买一件衣服ကျွန်တော်အင်္ကျီတစ်ထည်ဝယ်ချင်ပါတယ်你好我想买一件衣服မင်္ဂလာပါကျွန်တော်အင်္ကျီတစ်ထည်ဝယ်ချင်ပါတယ်你好我想买一件衣服မင်္ဂလာပါကျွန်တော်အင်္ကျီတစ်ထည်ဝယ်ချင်ပါတယ်အဲဆိုရင်店员ဝန်ထမ်းဒါမှမဟုတ်အယောင်ဝန်ထမ်းပေါ့နော်你好你喜欢什么颜色မင်္ဂလာပါခမည်းဘာအယောင်ကြိုက်လဲပေါ့你好မင်္ဂလာပါ你喜欢什么颜色ခမည်းဘာအယောင်ကြိုက်လဲ你好你喜欢什么颜色မင်္ဂလာပါခမည်းဘာအယောင်ကြိုက်လဲ顾客ကနေပြီးတော့မှပြန်ဖြေတယ်ပေါ့နော်我喜欢黑色的ကျွန်တော်အမဲရောင်ကြိုက်တယ်我喜欢黑色的ကျွန်တော်အမဲရောင်ကြိုက်တယ်我喜欢黑色的ကျွန်တော်အမဲရောင်ကြိုက်တယ်店员ကနေပြီးတော့မှ这件黑色的衬衫很好看ဒီအမဲရောင်ရှပ်အင်္ကျီကအရန်လှပါတယ်这件黑色的衬衫很好看ဒီအမဲရောင်ရှပ်အင်္ကျီကအရန်လှပါတယ်这件黑色的衬衫很好看ဒီအမဲရောင်ရှပ်အင်္ကျီကအရန်လှပါတယ်顾客ကနေပြီးတော့မှ我可以试试吗ကျွန်တော်စမ်းဝတ်ကြည့်လို့ရမလား我可以试试吗ကျွန်တော်စမ်းဝတ်ကြည့်လို့ရမလား我可以试试吗ကျွန်တော်စမ်းဝတ်ကြည့်လို့ရမလား店员ကနေပြီးတော့当然可以ရပါတယ်တေချာပေါက်ရတာပေါ့အဲ့လိုပုံစံမျိုးပေါ့နော်当然可以ရပါတယ်是一件在那边အဝတ်လဲခံကဟိုဘက်မှာပါ是一间在那边အဝတ်လဲခံကဟိုဘက်မှာပါ当然可以是一间在那边ရပါတယ်အဝတ်လဲခံကဟိုဘက်မှာပါ几分钟后ပေါ့နော်မိနစ်အနည်းငယ်ကြာပြီးတဲ့နောက်ဒီဟာလေးကဖြင်းရင်းလေးတော့မရေးပေးခဲ့လိုက်ဘူးနော်几分钟后ပေါ့မိနစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာ顾客ကနေပြီးတော့这件有点的ဒီအင်္ကျီကနည်းနည်းကြီးတယ်有小号的吗နည်းနည်းသေးတဲ့ size ရှိလား这件有点大ဒီအင်္ကျီကနည်းနည်းကြီးတယ်有小号的吗နည်းနည်းသေးတဲ့ဟာရှိလား这件有点的有小号的吗ဒီအင်္ကျီကနည်းနည်းကြီးတယ်နည်းနည်းသေးတဲ့ဟာရှိလားပေါ့နည်းနည်းသေးတဲ့ size ရှိလားပေါ့နော်店员ကနေပြီးတော့有ရှိပါတယ်这是小号的请试试ဒီဟာက size သေးတဲ့ဟာပါစမ်းဝတ်ကြည့်ပါ有ရှိပါတယ်这是小号
的情试试ဒီဟာကစိုက်သေးတဲ့ဟာပါစမ်းဝတ်ကြည့်ပါ有这是小号的情试试ရှိပါတယ်ဒီဟာကစိုက်သေးတဲ့ဟာပါစမ်းဝတ်ကြည့်ကြည့်ပါ顾客ကနေပြီးတော့这件很好ဒီတစ်ထည်ကအရန်ကောင်းတယ်ပေါ့နော်我买了ကျွန်တော်ဝယ်မယ်多少钱ဘယ်လောက်လဲ这件很好我买了多少钱ဒီတစ်ထည်ကကောင်းတယ်ကျွန်တော်ဝယ်မယ်ဘယ်လောက်လဲ这件很好我买了多少钱ဒီတစ်ထည်ကအရန်ကောင်းတယ်ကျွန်တော်ဝယ်မယ်ဘယ်လောက်လဲ店员ကနေပြီးတော့这件120元ဒီတစ်ထည်က元120ပါ现在有打折100元အခုလျှော့ဈေးနဲ့元100ပဲကျပါတယ်这件120元现在有打折100元ဒီတစ်ထည်က元120ပါအခုလျှော့ဈေးနဲ့元100သာကျပါမယ်这件120元现在有打折100元ဒီတစ်ထည်က元120ပါအခုလျှော့ဈေးနဲ့元100သာကျပါမယ်可以刷信用卡吗အကျွေးဝယ်ကတ်နဲ့ငွေပေးချေလို့ရမလားပေါ့နော်တခါတည်းကြတော့လေ可以刷卡吗အဲ့လိုလေးပဲပြောလို့ရပါတယ်可以刷卡吗ဆိုရင်ကတ်နဲ့ငွေပေးချေလို့ရမလားပေါ့နော်可以刷信用卡吗အကျွေးဝယ်ကတ်နဲ့ငွေပေးချေလို့ရမလား可以刷信用卡吗ကတ်နဲ့ငွေပေးချေလို့ရမလား店员ကနေပြီးတော့可以ရပါတယ်我们支持信用卡和现金支付အကျွေးဝယ်ကတ်နဲ့ပဲဖြစ်ဖြစ်ပေါ့နော်ငွေသားနဲ့ပဲဖြစ်ဖြစ်ငွေပေးချေနိုင်ပါတယ်可以我们支持信用卡和现金支付ရပါတယ်ကတ်နဲ့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ငွေသားနဲ့ပဲဖြစ်ဖြစ်ငွေပေးချေနိုင်ပါတယ်可以我们支持信用卡和现金支付ရပါတယ်အကျွေးဝယ်ကတ်နဲ့ပဲဖြစ်ဖြစ်ငွေသားဖြစ်ဖြစ်ငွေပေးချေနိုင်ပါတယ်好我用信用卡支付ကောင်းပါပြီကျွန်တော်ကတ်နဲ့ငွေပေးချေမယ်ပေါ့好我用信用卡支付ကောင်းပါတယ်ကတ်နဲ့ငွေပေးချေပါမယ်好我用信用卡支付ကောင်းပါပြီကျွန်တော်ကတ်နဲ့ငွေပေးချေပါမယ်店员ကနေပြီးတော့好的ကောင်းပါပြီ谢谢关林မြန်မာလူကမားနေရပေါ့နော်လာအားပေးမှုအတွက်ကျေးဇူးတင်ပါတယ်အဲ့လိုလေးဖြစ်ပါမယ်好的谢谢关林ကောင်းပါတယ်ကောင်းပါပြီလာအားပေးမှုအတွက်ကျေးဇူးတင်ပါတယ်好的谢谢关林ကောင်းပါပြီလာအားပေးမှုအတွက်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကသစုံတရာအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe and like and share လေးနှိပ်ခဲ့ပေးပါဦးနော်谢谢大家再见